စစ်မှုမထမ်းလိုတဲ့မိသားစုဝင်တွေကိုနယ်နှင်တာပေးမယ်လို့တွန်းဇံမြို့နယ်ကောင်စီကသတိပေးထုတ်ပြန်လိုက်ပါတယ်။ချင်းပြည်နယ်တွန်းဇံမြို့နယ်တွင်နေထိုင်ကြတဲ့ဒေသခံပြည်သူတွေအနေဖြင့်စစ်မှုထမ်းဖို့ကန့်သတ်အရွယ်ရှိလူငယ်များရဲ့မိသားစုဝင်တူဟာစစ်မှုမထမ်းလိုပါကချင်းပြည်ကာကွယ်ဝန်ကြီးဌာနရဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေတွေအရတွန်းဇံမြို့နယ်ကနေနယ်နှင်တာပေးမယ်လို့တွန်းဇံမြို့ကိုထိန်းချုပ်ထားတဲ့တွန်းဇံမြို့နယ်ကောင်စီကဖေဖော်ဝါရီလ23ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ CDF တွန်းဇံဆိုတပ်ဖွဲ့နဲ့ CC ချင်းလန်းကောင်စီတပ်ပေါင်းစုအတွက်တပ်သားစုဆောင်ခြင်းအကောင့်တွေဖော်နိုင်ရန်ရည်ရွယ်ပြီးတွန်းဇံမြို့နယ်တွင်ရှိအမျိုးသားဆိုရင်အသက်16နှစ်ကနေ35နှစ်ကြာအမျိုးသမီးဆိုရင်16နှစ်ကနေ25နှစ်ရှိသူတွေကိုတွန်းဇံမြို့နယ်အတွင်းကနေခရီးထွက်ခွာခွင့်ပြုတော့မှာမဟုတ်တဲ့အကြောင်းကိုလည်းတွန်းဇံမြို့နယ်ကောင်စီကထုတ်ပြန်ထားတာတွေ့ရပါတယ်။တွန်းဇံမြို့နယ်တွင်ရှိလူငယ်တွေပြင်တွန်းဇံမြို့နယ်တွင်ကိုရောက်ရှိနေတဲ့အသက်16နှစ်ကနေ35နှစ်အရွယ်ရှိသူတွေကိုဖေဖော်ဝါရီလ22ရက်နေ့ကစလို့တပ်သားသစ်စုဆောင်းတော့မှာဖြစ်တဲ့အကြောင်းကိုလည်းတွန်းဇံမြို့နယ်ကောင်စီကဖေဖော်ဝါရီလ22ရက်နေ့ကထုတ်ပြန်ထားပါတယ်။စစ်ကော်မရှင်တပ်ဖွဲ့ဟာ CC တပ်ပေါင်းစုနဲ့ချင်းညီနောင် CB တပ်ပေါင်းစုတို့ရဲ့သိမ်းပိုက်ရရှိထားတဲ့ဘိုးဘွားပိုင်မြေချင်းပြည်နယ်ရှိလွတ်မြောက်နယ်မြေတွေကိုပြန်လည်ရရှိရေးအတွက်စစ်မှုမထမ်းမနေရစနစ်ပြဋ္ဌာန်းကကလေးမျိုးကတဆင့်စစ်ကြောင်းနှစ်ကြောင်းဖြင့်စစ်ကြောင်းထိုးလာပြီးတိုင်ငင်နဲ့ဝေဘူးလာကနေဖလန်းမြို့အနီးရောက်ရှိလာတာတွေကြောင့်ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့2026ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့ကပြုလုပ်ခဲ့တဲ့ Defense Coordination Team DCT ရဲ့စီဝေဆုံးဖြတ်ချက်အရတွန်းဇံမြို့နယ်ကောင်စီတာဝန်ခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF တွန်းဇံဆိုတပ်ဖွဲ့ဟာတွန်းဇံမြို့နယ်ကောင်စီကော်မတီများဦးဆောင်မှုဖြင့်ဖေဖော်ဝါရီလ22ရက်နေ့ကစလို့တွန်းဇံမြို့နယ်တွင်ရှိလူငယ်တွေနဲ့တွန်းဇံမြို့နယ်တွင်သို့ရောက်ရှိလာတဲ့အသက်16နှစ်ကနေ35နှစ်ကြားရှိလူငယ်တွေကို CDF တွန်းဇံတပ်ဖွဲ့နဲ့ CC တပ်ပေါင်းစုအတွက်တပ်သားသစ်စုဆောင်းမှာဖြစ်တယ်လို့တွန်းဇံမြို့နယ်ကောင်စီကဖေဖော်ဝါရီလ22ရက်နေ့ကထုတ်ပြန်ထားတာဖြစ်ပါတယ်။တွန်းဇံမြို့နယ်တွင်မိသေးနေထိုင်ကြတဲ့ပြည်သူတွေနဲ့ပြည်ပကရောက်ရှိလာတဲ့ပြည်သူတွေအနေဖြင့်ထုတ်ပြန်ချက်တွေကိုလက်တွေ့အကောင့်ထဲပေါ်လိုက်နာရမယ်လို့လည်းသတိပေးထုတ်ပြန်တာတွေ့ရပါတယ်။တွန်းဇံမြို့ကို CDF တွန်းဇံပါဝင်ချင်းလန်းကောင်စီပူးပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်မေလ23ရက်နေ့မှာသိမ်းပိုက်ထိန်းချုပ်ထားခဲ့ပြီးမြို့ရဲ့အုပ်ချုပ်ရေးကိုလည်းချင်းလန်းကောင်စီနဲ့ CDF တွန်းဇံကပူးတွဲလှုပ်ဆောင်နေတယ်လို့သိရပါတယ်။